မျက်စိလည်းမဆိုလို့ပြန်ဆက်ပေးတာဝိရိကမိမကြီးကလှမ်းပြောတယ်ဟဲ့နင်တို့မကြောက်ဘူးမနာလားကိုတော်လေးဆွရနေတယ်နော်ကြည်စားဟဲ့ပါဇက်ကလည်းမကြောက်ဘူးမနာလားဒီတော့ခေါမထမိန်ကမနိုင်ဘူးဝိရိကမိမကြီးကလှမ်းပြောတယ်လှမ်းပြောတော့ဒေါသောအထာဏဇာနာတိဒေါသဆိုတာအကြောင်းကျိုးဘာမှမသိဘာပြောတဲ့အထင်တော့ဟဲ့ဘုန်းကြီးမကားလို့ဘာဖြစ်တယ်ကျုပ်တပိတ်ပတ်ပြီးခတ်တုတ်လေးရတာနောက်ငါပါကြီးရဲ့လို့လွဲလားမဟုတ်ဘူးပြိဿဘုန်းကြီးဘဝဆိုတာဒါကြောင့်လင်မယားတဲ့မှာဆိုရင်ဆုံးကလည်းလောင်းပေါ်ရမှာကိုဒါကြောင့်လင်မယားတဲ့အောင်ဟောပေးရတယ်ဒါကြောင့်သံဃာတော်ရှင်များတောင်မြို့ကြီးကပရိယပရိပပတိဝေဒသာသနာတော်ကြီးကိုအားပေးနေတဲ့မြို့ဆိုတော့ရွှေဗလာကြီးမှုအနာကိုဆရာမလိုပါဘူးဒါဘုန်းကြီးတို့ကိုယ်တိုင်လည်းစာပြမွဲတွေမှာတရားပွဲတွေကျင်းပလို့စာဖြည့်တဲ့သံဃာတော်တွေဝင်ထိန်းနေတာတွေကိုမြင်ခဲ့ရသဖြင့်အာရနှစ်သိမ့်စရာကြီးဖြစ်တဲ့မြို့ပါပြိဿသို့တော်လည်းသံဃာတော်ရှင်များဆောင်းငံကြွလာတဲ့အခါတော့မလောင်းသွက်လောင်းသွက်ပေါ့လေကြည့်ရှုလုပ်ကြပါမလောင်းနိုင်လည်းမလောင်းနိုင်တဲ့အကြောင်းပေါ့ကြော့စွန်းခတ်သွက်ဆိုပေါ့လောင်းနိုင်လည်းလောင်းပေါ့မလောင်းနိုင်လည်းခြေသလုံးတွေတောက်အောင်ပြစ်မထားပါနဲ့ဟုတ်တယ်လေကြော့စွန်းများဆိုလိုက်တော့သူခမရဖိုးအိမ်နေမိအောင်ကြွစရာရှိတဲ့စီကြွရတာပေါ့ကျုပ်မန္တလေးတုန်းကဒကမတယောက်ပြစ်ထားလို့ခြေလုံးတွေတော်တောက်မီးမို့တဲ့ဒီဒကမမြင်လို့မှကျုပ်ကလည်းရက်တာပါတကယ်ဆိုကြော်စုံဆိုလိုက်ပြီးတဲ့ကိစ္စမဆိုးဘူးဖနက်ကလေးကိုင်းပြီးတော့ကျုပ်ဝေးကနေသူကပုတ်ထွက်သွားတယ်ခါလေးကုပ်ပြီးအော်အဲ့ဒါနဲ့တူရဲ့အိမ်ရှင်မသိဘူးအဲ့ဒါနဲ့တူရဲ့ဆိုပြီးကျုပ်ကပေရတယ်သူဘယ်ချောင်းကြည့်တယ်မသိဘူးကျုပ်မကြွလှမကမကြွတော့ပြန်လာတယ်ဖနက်ကလေးချို့ပြီးခါလေးကိုင်းပြီးကျုပ်ဝေးကနေပို့ဝင်သွားတယ်အိမ်နဲ့အော်အဲ့ဒါမှလည်းခုနကလည်းဒီမိန်းမထွက်သွားတော့လေဒီမိန်းမဝင်လာတော့လေဒီမိန်းမကြော်စုံတဲ့တယ်မဆိုဘူးမိဖို့ကြောင့်လည်းဝင်တကကြောင်ကကပ်ပြီးတော့ကြော်လုံးပါဗျာကျုပ်စိတ်ထဲပါဇက်ကတော့ထုံမပြောပါဘူးဩနှိမ့်ဆက်ရက်တဲ့ဒကမရဲ့စောစောစီးစီးကြော်စုံဆိုတော့ကျုပ်ဟိုအိမ်นี่မိအောင်မသွားရဘူးလားလို့အဲ့ဒီနေ့ကသူနှိမ့်ဆက်တာနဲ့ခြေလုံးမျိုးလဲတောင်းနေရငါးအိမ်ငါးဆုံးလောက်လွတ်သွားတယ်ပြိဿရဲ့ဒါကြောင့်တရားနာပိဿကြော်ဆုံးဖြစ်တော့ခတ်သွက်ဆိုပါဗျာလောင်းနိုင်ရင်လောင်းမှာမလောင်းနိုင်ရင်ခတ်သွက်ပေါ့ဒီထဲကျုံမန္တလေးတုန်းကကျုံခဲ့ရသေးပြောရအောင်မြို့ကောင်ရောက်တတ်ရှင်ယုံနာပမာမနဲ့တရုတ်နဲ့ရတရုတ်ဆိုလို့တရုတ်စကားတော့ပြောပြရစီနဲ့ရှာပြုတ်ကြမှာကြောက်လို့ဟုတ်တယ်တရုတ်ကရှာလို့ကျုပ်ခဏပြောဖို့ပါတယ်ချင်းမောင်ဟင်းနဲ့ငရုတ်သီးတောင်စားခြင်းနဲ့ဆိုတော့မြင်းညာကငမန်းတောင်ဟင်းငေါမန်းတောင်ဟင်းညိုဆိုတာကျုပ်တို့90ကျော်ကုန်တယ်တစ်ခွက်ထဲနဲ့ကျုပ်ကကျုပ်စားခြင်းနဲ့ဟင်းထက်ချက်ပါလို့ကောင်းတဲ့ဟင်းလည်းတစ်ခွက်မှမလိုစီနဲ့လို့အကုန်လုံးပြောတာအဲ့ဒါတရုတ်ကြီးဥက္ကိဆန်စိတ်ဆိုးတယ်အော်ဘုန်းကြီးမကောင်းလာလိအာကြီးစားခြင်းနဲ့လောလေဟောရှာလို့လားမကောင်းလာလေပူလာစက်တာကြီးအာကြီးစားခြင်းနဲ့လောလေတကောင်လုံးအကုန်လုံးလဲပူးကုန်လေးမလောလေအမဲကြာတော့ရှားဖို့ပြုတ်ကြမတတ်ပဲဒါကြောင့်တရုတ်စကားတော့မပြောပါရစေနဲ့အဲ့ဒီလိုနဲ့တရားနာပြေးတာကျုပ်ကလေဟောဗမာမမြင်တော့ရက်ရောပြုမိဖို့ကြောင့်နဲ့ဗမာမမြင်လို့ရက်တော့တရုတ်ကသတင်းစာကြည့်ပြီးတော့ကျွတ်တို့ဟောဒီတိုင်းသတင်းစာလေးအောင့်နှိပ်ပြီးသူသတင်းစာကကျုပ်ကြော်ကြည့်ကျုပ်မြင်တယ်ဘာမှပြောပြန်ပိတ်တာမန္တလေးကတရုတ်ပြောတာတောင်ငူမြို့ကတရုတ်တွေကနေရာတကာလှူတဲ့ကုသိုလ်တွေသူတို့ပါတယ်ဒီနေ့လာလိမ့်မယ်မဟုတ်တရုတ်နဲ့ကျုပ်နဲ့ကအလွန်ဆက်တဲ့ဘုန်းကြီးတော်ဘာမှလို့ဒီလိုတခါနဲ့တရားနာပြေးတာပြန်ပိတ်နောက်ကြွကြွလောက်ပြီဆိုပြီးသူကဒီတိုင်းလေးနှိမ့်ကြည့်မကြွသေးဘူးသူကပြန်ဖုံးကျုပ်ကလည်းမကြွဘူးတစွန်းရနဲမှလို့ဗမာမမြင်တာနဲ့ရက်နေနောက်ကျုပ်မကြွလှမကမကြွတော့တရုတ်ကကျုပ်လှမ်းပြောဟဲ့ဘုန်းကြီးစွားပါဟဲ့ဘုန်းကြီးစွားဆိုဒီကျုပ်ကလည်းမစွားဘူးအဲ့လေမသွားဘူးမသွားတော့တရားနာပြေးတာ तू
သူနည်းနည်းလေးသက်သာအောင်ဆိုရင်တရုတ်လိုဆဲရင်တော့ကျုပ်သိမယ်မဟုတ်ဘူးဗမာပြည်နေတဲ့တရုတ်ဆိုတော့သူကကျုပ်ဗမာလူလန့်ဆဲဟဲ့ဘုန်းကြီးစွားဆိုပတ်စွားဖို့တော့ငါမဘုန်းကြီးစွားကွာဆိုတယ်ဗမာလူလန့်ဆဲတော့ဘာပြောကောင်းမလဲကျုပ်ကတ္တရာလမ်းပေါ်သပိတ်ကြီးချပြီးအဲ့ဒီတရုတ်နောင်ချင်းဝင်ချဟိုမန္တလေးကတရုတ်တော့တောင်လူကမဟုတ်ဘူးနောင်ချင်းဝင်ချတော့မှဗမာမထွက်ပြေးလာရှင်မရသိခံပါဗျာဘာသာကြောင့်မဟုတ်ပါဗျာနားမလဲလို့ပါဗျာမသိလို့ပါဗျာသိခံပါဗျာအဲစောစောကသူမြင်လားနဲ့စောစောကတော့ထွက်လောင်းပေါ်မရဘူးသူဟာထိတော့မှခင်ဗျားတို့ကြားဘူးသားနဲ့အမေယောက်ျားတွေကပါတယ်မရထိတော့ပါတယ်ပြိတ္တာမရထိတော့ဓာကြီးအဲ့ဒီမိမကလည်းလင်းထိတော့သူကြည့်စရာတစ်ခုတော့ရှိလို့ထွက်လာတာဒီတော့တရားနာပရိသတ်ရေဒီခါပါဗျာဒီခါပါဗျာနဲ့တပိတ်ကလေးတပိတ်ချီနဲ့တင်လို့ထိုင်ပါဗျာဒီသတင်းသုံးပါဗျာနဲ့အမေနောက်ပိုင်းဘာလျှောက်တယ်ထင်လို့ရှင်ဗျာတဲ့ဟိုနောက်ရက်ဒီကနေ့ကစပြီးဖြင်ဗျာထိုင်ကိုတော့ဖြစ်နေစဉ်ကြွားပါဗျာလက်သီးတကူလွယ်လာမဟုတ်ဘူးမန္တလေးကဒီလိုပဲလောက်ယူတာယူရတဲ့ကိစ္စဒါကြောင့်တရားနာပရိသတ်ရေကြောအစုံများမလုပ်ကြပါနဲ့တန်ဃာတော်ရှင်များများကြွလာရင်ဂယုစိုက်လောင်းကြပါနော်ကြောစုံနဲ့ဘုန်းကြီးတွေကလည်းမတဲ့လုံးလို့ပါဗျဟုတ်တယ်ကြောစုံနဲ့ဘုန်းကြီးကဘယ်ထိအောင်မတဲ့တယ်ဆိုသေကမ်းပြမတဲ့ကြောလုံးပါဗျာလို့မကြည့်နဲ့အဲ့ဒီကိုတော့ချားနဲ့ဆိုလက်ထွက်သွားမကြောစုံဆိုတာယဉ်ကျေးအောင်ပြောတာပဲပြိတ္တာတကယ်တော့တဲ့ပြောကြလို့ဆိုတော့သွားတယ်မလောင်းနိုင်ဘူးတဲ့ဒါပဲမလောင်းနိုင်တဲ့လူနဲ့လိုချင်တဲ့ဘုန်းကြီးနဲ့ဘယ်နဲ့လုပ်တဲ့မလုံးလို့ဒါကြောင့်ကြောစုံများမလုပ်ကြနဲ့ဘုန်းကြီးနဲ့မတဲ့ဘူးကြောစုံနဲ့သာမတဲ့တာဗျာရပ်တော်မူပါအောင်ဖယားဆိုရင်တော့ဟောတနာကြီးနာကြီးဝက်ခြီတလုံးတွေတောက်ရုံမကလို့ထိုးလဲပါစီစိတ်ကူးလေးနဲ့တလောက်ကြာမှတော့ချင်းမောင်ဟင်းကပြီးချက်မဟုတ်တော့ဘူးမနူးသေးလို့လားဟဲ့အော်ဆွမ်းခံစားကြရတဲ့ဘုန်းကြီးဆိုရင်တော့ငယ်ချိုးငယ်နာကုန်ပါပြီဒီတော့မြို့ကြီးပြကြီးစီကတရားတရားကောင်းတဲ့မြို့မို့ဆွမ်းလောင်းတဲ့ကိစ္စလေးသတိပေးရပါတယ်ဗျာမိမိတို့မြို့မှာမိတင်သတင်းသုံးကြတဲ့တန်ဃာတော်အရှင်မြတ်တွေအာဒီဆွမ်းကိစ္စကိုတော့ဖြင့်ခင်ဗျားတို့လစ်လျူမရှုကြပါနဲ့ပုဂ္ဂလသဗ္ဗယဆိုတာတစ်ပါးနဲ့တစ်ပါးမတည့်လို့ဒီနေရာကဟိုနေရာပြောင်းနေရတာဗျနော်ရတာဗျဟောဒီဘောဇနသဗ္ဗယများမပြည့်စုံပြီဆိုရင်သာသနာတော်မှာခိုင်မြဲဖို့အလွန်ခဲယုံပါတယ်ဒါကြောင့်တန်ဃာတော်အရှင်မြတ်များဝင်းထိန်နေတဲ့တောင်ငူမြို့မှာရှိတဲ့တန်ဃာတော်အရှင်မြတ်တွေကိုဝအောင်ကျွေးမွေးလှူဒန်းနေတဲ့မြို့ဆိုတော့ရှေးဗလားကြီးမို့အနာကုစရာမလူတော်လဲဘုန်းကြီးတို့ကထပ်မှန်ပြီးတော့တိုက်တွန်းရခြင်းဖြစ်ပါတယ်မြို့ဆိုတာတရားတရားကောင်းပါတယ်ကျွတ်တို့မန္တလေးရင်ကြည့်မှဝရမ်းမှာကလေးမလေးတယောက်ဆွင်းရင်စလုံးကြီးနဲ့ကိုတော်တွေဝိုင်းတိုးတာတခါတည်းမှောက်ကြစလုံးမှောက်ကြအောင်တိုးလဲလောင်းတာပဲကိုတော်တွေဝိုင်းတိုးတာစလုံးကြီးခွတ်သူမှောက်ရကြဘေးလိုက်ကြရင်တဝက်လောက်ကြာလို့မျောလင်းချက်ရှိသေးရဲ့ကိုတော့မှောက်ရကြီးကြတော့ပြီးရောကလေးမလေးဟာမေဘုန်းကြီးတော့တာကုန်ပြီအမေလည်းသူဟဲ့သမီးမပြောနဲ့သူတို့ခင်ဗျားများတချို့ထိုင်ရင်မရှိတာမဟုတ်ဘူးသမီးကဟိုဘုံလောင်းလေးနဲ့စားရတာရှင်ပြပြီးခမောင်ပြရမောင်ပြကြမှာလေးဗျာသမီးစလုံးယူခဲ့ဟောဆေးကြောပြီးခုခတ်လောင်းတုံးများစလုံးမောက်ကြအောင်တိုးလဲလောင်းတုံးများမြို့သူမြို့သားစေရနာထားတာပုံပြောပါတယ်မြို့မှုသာပေါ့ဗျာကျွတ်တို့တော်များဒီလိုစလုံးမှောက်ကြအောင်တိုးရင်အဲ့ဒီကိုတော့ခေါင်းတော့ဇွန်းရထင်ပြီးတာမှတ်တော့တော့အင်းကြီးပြည့်လို့ရတာမဟုတ်ဘူးပရိသတ်ရဲ့ဒါကြောင့်တရားနာပရိသတ်ကြီးအခုကြုံပြောနေတဲ့ဇတ်တော်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစကားတော့ရှည်ထွက်သွားတယ်ပြန်ဆက်လိုက်ကြအောင်စို့ကြည့်လေတရားနာပရိသတ်ဟိုမှာတန်ဃာတွေစကားဖြစ်ဘယ်လိုစကားဖြစ်ကြတယ်လို့ဆိုတော့ဓမ္မသဘယ်မှာအော်ဒီမိမတဲပြီးတော့ညံကောင်းပါလားဒီကနေပြီးကျုပ်ဖြတ်ထွက်သွားတာနော်အတော်လေးရှည်သွားပြီပြန်ဆက်မလို့ဖမ်းထားတဲ့လေသမား၃ယောက်ကိုလွတ်အောင်လုပ်နိုင်တယ်
ဘာမှလည်းမတော်ပဲနဲ့တယောက်ကိုလင်တယောက်ကိုသားတယောက်ကိုမောင်လို့ပြောပြီးတော့လွတ်အောင်လုပ်နိုင်တယ်တဲတော်တဲ့မိမပါလားလို့စကားဖြစ်ကြတော့မှဖယားကြွအလားဟဲ့ဘယ်နဲ့ကြောင့်ငါဖယားကြွလာမှရပ်ထားကြသလဲမြတ်စွာဘုရားတဲ့ဒီမိမသည်လူ၃ယောက်ကိုရှင်မရင်ထောင်သွင်းအကျဉ်းထားရမှလွတ်တဲ့အကြောင်းပြောနေကြပါဗျာခြေသားတို့ခုမှမဟုတ်ဘူးဟဲ့ဒီမိမဟောနောက်ဘဝတုန်းကလည်းဒီလိုလွတ်အောင်လုပ်ခဲ့ဘူးတော့ကွလို့အတိတ်ဆောင်ဘာယာနတိဒီဗြဟ္မရမင်းအုပ်ချုပ်စဉ်အခါဒီလိုပဲကျွန်းတပုံများကသွားပြီးတော့ကျွန်းတပုံများကိုစစ်သားတွေသွားပြီးနှိမ်နှင်းတဲ့အချိန်ခါမှာကျွန်းတပုံတွေမမိတော့လယ်သမား၃ယောက်ဖမ်းလာဒီလိုပဲမိမတယောက်ကလိုက်ပြီးတော့ပစိုးတောင်းပစိုးပြီးတော့လင်တောင်းလင်ပဲမလဲမေးတော့ဖမ်းတဲ့လူ၃ယောက်ထဲပါတယ်တဲ့ထုတ်ပြတော့ဒါဘာတွေတော်တော့ဒါကလင်ဒါကမောင်ဒါကသားအသင်မင်းကြီး၃ယောက်စလုံးမပေးနိုင်ဘူးလားမပေးနိုင်ဘူးတယောက်ပေးမယ်ဆိုရင်တဲ့မောင်ကိုပဲပေးပါတဲ့ဟဲ့သင်စောကပစိုးတောင်းတယ်နောက်လင်တောင်းတယ်အခုဘယ်နဲ့ကြောင့်မောင်ကိုတောင်းနေတာတော့အသင်မင်းကြီးတဲ့ဟိုမိမများမှာသားဆိုတာခပိုက်မှာရလွယ်ပါတယ်တဲ့လင်းဆိုတာလည်းခရီးလမ်းလျှောက်သွားရလွယ်ပါတယ်တဲ့မောင်ကိုမွေးဖွားပေးရအရာဖြစ်တဲ့အမေလီသေးလီမရှိတော့ပါဘူးဗျာတဲ့ဒါကြောင့်ဒီလိုမောင်မျိုးအစားထိုးမရနိုင်လို့ဖယားကျွန်တော်မျိုးကြီးမရနိုင်တာကိုမှလိုချင်သူဖြစ်ကြောင်းပါဖယားဆိုလို့ဒီမိမကိုအကြောင်းပြုပြီး၃ယောက်စလုံးလွတ်ခဲ့တယ်အဲ့ဒီအတိတ်ဇာတ်ကြောင်းကိုပြန်မြောင်းပြီးတော့ပေါက်လိုက်မယ်ဆိုရင်ဟဲ့ခြေသားတို့ဟောဒီကိုသလမင်းထမလူ၃ယောက်ကိုလွတ်အောင်လုပ်တဲ့မိမနဲ့ဒီလူ၃ယောက်နဲ့ဒီ၄ယောက်ဒီဟိုတုန်းကသူတို့၄ယောက်ပဲဖြစ်ခဲ့ကြတဲ့ခြေသားတို့ဟိုတုန်းကဗြဟ္မရမင်းကြီးယခုငါဖယားဖြစ်လာတဲ့ခြေသားတို့လို့အဲ့ဒါလိုဇတ်ကိုပေါင်းတော်မူပါတယ်ပြိဿဒါကြောင့်ကျွတ်တို့ဧကနိပါဥစဉ်ကဇတ်မှထုတ်နှုတ်ပြီးတော့ဟောတဲ့ဇတ်လမ်းပြီဒီကနေ့ညမရတာကူမှလိုချင်သူလို့အမိပေးထားတာနဲ့လည်းကိုက်ညီသွားပါပြီကျမ်းမာရေးမကောင်းတော့လဲပရိသတ်နဲ့သင့်လျော်အောင်ဆိုပြီးတော့အဆိုးလေးတွေအငိုလေးတွေလျှော့လို့တဖြည်းဖြည်းတစနဲ့ကျုပ်အပေါ်လည်းမဆိုးကောင်းလားမငိုကောင်းလားရဲ့လို့ဘယ်လိုမှမအောင်မေ့ကြနဲ့သိခံညာကျမ်းမာရေးလည်းမကောင်းဘူးဆိုခြင်းစိတ်ငိုခြင်းစိတ်လည်းမရှိဘူးပရိသတ်တဖြည်းဖြည်းလျှော့တော့မယ်လို့လည်းအာယုံပြုထားပါတယ်ဒါပတိနောက်ပိုင်းကျတော့ဖြစ်သလိုကြည့်ရှုလုပ်ကြသေးတာပေါ့ကဲအခုရှေ့ပိုင်းတော့ဒီမြနဲ့ထားလို့ခမရတို့တတ်စွမ်းသမျှလှူဒန်းရမယ့်အချိန်ကိုရောက်နေပါပြီနှစ်ပြားတစ်စောင်းရွှေဆန်းတော်ဇေဒီတော်ကြီးဈေးလူဈေးသားများဆောက်လုပ်နေတဲ့တစ်စောင်းတော်ကြီးအတွက်ကျုပ်ဒီကနေ့များများစားတော့မလိုချင်ဘူးပြိဿကျုပ်ရဲ့သိက္ခာစိတ်လိုချင်ပါတယ်ပြိဿကြီးနားထောင်နော်ကျုပ်သိက္ခာပြော20နဲ့ကျုပ်6ဝါရှိသွားပါ26ဝါ26ဝါဆိုတော့ကျုပ်သိက္ခာစိတ်ဖြစ်အောင်တော့အင်တိုက်အားတိုက်တက်ဆွမ်းသမျှကြိုးစားလှူကြ2600လောက်ရအောင်ရပါတယ်မပါဘူးမလုံးနဲ့မပါဘူးပြောကျုပ်လက်တွေ့ကြိုးတန်းပြီးဒီလူတွေအိတ်ထောင်နဲ့အကုန်ရှောင်းနိုင်မတသိန်းကျော်တောင်ရပါတော့ပေါ့လွင်လင်းတကူလေးအင်အားနဲ့ပေါ့ပင်ပန်းမကြီးမဟုတ်ပါဘူးနဲလောင်များလောင်တောင်းတိစုပေါင်းပြီးတော့ခမရတို့အင်အားလေးနဲ့တရားတရားလေးနဲ့ကိုက်ညီအောင်မွေးပြီးတော့ကြိုးစားပြီးလှူကြပါကျုပ်သိက္ခာစိတ်2600လောက်ဖြစ်အောင်ကြိုးစားပြီးတော့လှူကြပါဆိုတာဘုန်းကြီးဒီကနေ့တိုက်တွန်းရင်းနဲ့ပဲခိတ္တနားပါမယ်ပြည်သားနည်းနည်းမောသွားပါပြီဗျာဒါကြောင့်ဗမာတွေနာမမေ့မလျော့မပေါ့မဆာတော်တတိတရားဖြင့်တံပါဒေထမိမိတို့ကြီးမှန်သမျှလွယ်လေးနဲ့ကိုပါလာလို့မပင်မညပါဘူးဆိုရင်ဖြင့်နှစ်ပြားတစ်စောင်းတော်ကြီးအတွက်ဘုန်းကြီးရဲ့သိက္ခာစိတ်ကြာလီကံဆရာတော်နဲ့တောင်မြို့တရားနာပရိသတ်ကတရားရီနဲ့ငွေ2600ဆိုတာကပီးတက်ရအောင်ကြိုးစားပြီးတော့လှူဒန်းနိုင်ရပါစေကုန်သတည်းအနန္တ၅ပါးကို
ရှိခိုးပါ၏ဖရာဒီလိုရှိခိုးရမှာတညရဲလားညတိုင်းလားညတိုင်းရှိခိုးရပရိသတ်ကြီးဘုန်းကြီးကိုညတိုင်းရှိခိုးရမှာပါဖရာလို့ရှောက်သည့်အလျောက်ကောညတိုင်းများရှိခိုးကြရဲ့မိုးရင်နဲ့အုံနဲ့နော်ဟုတ်ပါဘူးမိုးအုံတာပြောတာပါဘုန်းကြီးတိုက်တွန်းခဲ့တဲ့အကြိမ်မောင်းမနှဲတော့ပါဘူးတောင်ငူမြို့ခမည်းတော်ကိုတရားဟောဖို့ကျုပ်ပလင်မော်တက်မဲ့ကြံကလေးကအနန္တ၅ပါးကိုရှေ့မခိုးပဲကျုပ်ပလင်မော်မတက်ဘူးပရိသတ်ကိုရှေ့ခိုးခိုင်းရုံနဲ့မကဘုန်းကြီးကိုယ်တိုင်လည်းအနန္တ၅ပါးရှေ့ခိုးပါ၏ဖရာလို့ဥသုံးချိန်ချပြီးမှပလင်မော်တက်တဲ့ဘုန်းကြီးတရားနာပရိသတ်ကိုလည်းပဲအနန္တ၅ပါးရှစ်ခိုးမခိုင်းမဲ့နဲ့ကျုပ်တရားတပွဲမှမဟောဘူးတရားဟောလာတာအနှစ်20ကျော်သွားပါဒီလိုအနန္တ၅ပါးရှစ်ခိုးတဲ့ဂုဏ်ကျေးဇူးတွေညီငယ်နှမငယ်လေးများကအစအိယာခင်းလို့ရှိရင်အိယာတဲ့ခေါင်းနဲ့ကပ်ပြီးမအိတ်ခင်အနန္တ၅ပါးသတိရကြပါစေတော့လို့တရားပွဲတိုင်းတိုက်တွန်းတဲ့ဂုဏ်ကျေးဇူးတွေတောင်ငူမြို့ကိုဝင်တော့မဲ့ကြရင်ကျုပ်မေတ္တာသုတ်ရုပ်ဝင်ပြန်ထွက်တော့မယ်ဆိုရင်မေတ္တာသုတ်ရုပ်ထွက်တောင်ငူမြို့တင်လားမဟုတ်ပါဘူးရောက်ရာမြို့ပြပြည်ရွာတွေမှာထုံနည်း၎င်းပဲမိမိတရားဟောဝင်တော့မယ်ဆိုတဲ့မြို့ရွာတွေမှာကျုပ်မေတ္တာသုတ်ရုပ်ပြီးတော့ငါတရားဟောမဲ့အယဒေသရှိကြတဲ့တရားတော်မတွေကျမ်းမာကြပါစေချမ်းသာကြပါစေဘေးရန်ခတ်သိမ်းကင်းကျင်းကြပါစေဆိုတဲ့ဒီမေတ္တာဓာတ်နဲ့ပဲဘုန်းကြီးဝင်နေပြန်ထွက်တော့လဲကျမ်းမာချမ်းသာရကြပါစေမေတ္တာသုတ်ရုပ်ပြီးတော့ပဲဘုန်းကြီးပြန်ထွက်ဒါကြောင့်တနိုင်ငံလုံးလှည့်သွားနေတဲ့ဘုန်းကြီးမှာဒီမေတ္တာအကျိုးတွေအနန္တ၅ပါးရဲ့ဂုဏ်ကျေးဇူးတွေကြောင့်တရားဟောလာခဲ့တဲ့အချိန်အခါမှာအနှစ်20ကျော်ခရီးမှာအနှောက်အယှက်အတားအဆီးအကန့်အကွက်ဘာမှမရှိဘဲနဲ့ဘုန်းကြီးပေါ်မေတ္တာပြန်ညလို့ပရိသတ်ကြီးဘလောက်များငြိမ်စိမ်နဲ့အေးစိမ်ဆူရာပူရာနောက်တာပြောင်းတာအနှောက်အယှက်ပေးတာမတွေ့ခဲ့ဘူးပါဒါကြောင့်အာလုံးတရားနာပရိသတ်အနေနဲ့လဲအန္တရာယ်ကင်းပြီးတော့ကျမ်းမာမှချမ်းသာတာနာနိုင်ကြပါစေလို့ဘုန်းကြီးဒီနေ့မေတ္တာများပို့တာပါတယ်မေတ္တာပို့တာပြီးတဲ့နောက်ကြေညာထားတဲ့ဇတ်လန်းကဘုန်းကြီးတို့ဒီကနေ့မရတာကိုမှလူချင်းသူပါတယ်တော့ပြိဿကြီးမရတာကိုမှလုံခြင်းသူဆိုတော့ပရိသတ်စဉ်းစားကောင်းဝင်လိမ့်ဘာတွေများလုံခြင်းနေပါလိမ့်ကောင်းကင်ကဒူဝန်ကျဲကြီးကိုများလုံခြင်းနေလေသလားသူကမရနိုင်တာကိုပြီးတော့ဒူဝန်ကျဲကြီးလုံခြင်းလို့ရပါမလားမရပါဘူးဗျာမရတာကိုမှလုံခြင်းသူဆိုတော့ဒူဝန်ကျဲများလုံခြင်းနေလေသလားအကောင်းကင်မှာရှိနေတဲ့နေနဲ့လကိုပဲများလိုချင်နေလေသလားစဉ်းစားပါပေါ့မရတာလိုချင်တာတွေရှောက်ပြောအများကြီးပေါ့ဗျာလက်ထဲတစ်နှစ်စုလို့ငွေ1000မပူလာပဲနဲ့မာစီရီကားကြီးကိုများလိုချင်နေလေသလားတိုယိုတာကိုရိုလာများလိုချင်နေလေသလားတွေးစရာပေါ့မရတာကမှလူကျင်တဲ့သူကိုပြိဿအနိုင်ငံကျော်ဓမ္မကတိကကြံဒီကံဆရာတော်ကြီးကိုမှတရားနာခြင်းသလားမဒါရီကိုပြိဿမဟုတ်ဘူးတချို့ကြောက်ကိုပြင့်လို့ရတာမဟုတ်ဘူးလွယ်တယ်များမထင်နဲ့
ဒီတဲ့တချို့ကပြောသေးပါသူတို့ပြောတဲ့စကားရှာရပါတယ်ဟိုကွာတဲ့ကြာနီကံဆရာတော်ကကဆုံလာွယ်ထိတောက်လျှောက်တရက်မှမရှိဘူးကုန်တယ်ဆိုတော့ဗါတဲ့ထွိတ်ဆိုလားဘာဆိုလားဆိုင်ကိုဆိုလားထွိတ်ဆိုလားကျုပ်တော့ရှာရပါတကယ်ပြည့်တဲ့ပုံကိုကမှကျုပ်စာအုပ်လှန်ကြည့်လို့သိပါတရားပွဲလာပြည့်တဲ့ပုံကိုတွေကိုဘုန်းကြီးတို့ကကြွားရရောက်မှဆိုလို့ကဆုံလကွယ်အထိမရှိတော့ဘူးလို့ခင်ဗျားတို့ပြောရင်ယုံကြည်မှယုံမဟောတဲ့စာအုပ်ကြည့်သွားကြွားတာမဟုတ်ဘူးပြိဿဂုံလောက်တာမဟုတ်ဘူးဂုံဆိုတာခင်ဗျားတို့သိပါတယ်လေလှုပ်ယူလို့ရတဲ့အမျိုးမဟုတ်ပါဂုဏဝန္တေပတ္တန္တိဇနာအလိုလိုဖြစ်ပေါ်ပြီးတော့သူ့အကြောင်းတရားကြောင့်သူ့အကျိုးတွေဖြစ်ပေါ်လာကြတာနိုင်ငံကျော်နဲ့ကျုပ်တရားကိုခဏခဏလေးပြောခဲ့ပါတယ်ဘလုံးရှုပ်ထွေးကြော်ပါလို့တိုင်းပြည်ဝန်ခံခဲ့ရန်ကုန်မှာတရားဟောတယ်ကြည်မြင်တိုင်းမှာဓမ္မဂတိက7ပါးတိပိဋကဆရာတော်ပါတယ်ဥဝိစိတ်ဥဝိလာသကြီးပါတယ်ဘုံပြန်ဆရာတော်ကြီးပါတယ်သခိုင်းခန္ဓာယုံဝိပဿနာဆရာတော်ပါတယ်ဥဝိမလမောဂုတ်သုတ်တံပါတယ်အောင်ရင်းဓမ္မစကြာပါတယ်သမင်းချံပါတယ်တထုံပါတယ်ခမုံပါတယ်ထူးကြီးပါတယ်ကျုပ်ပါတယ်7ပါးဩဒါဖြင့်ရှင်မယားကတောင်ငူမြို့ကြီးလာပြီးတော့ဓမ္မဂတိက7ပါးထဲမှာအရှင်ဘုရားတရားနာပိဋကအစီဆုံးလို့ကြွားတာလားဗျမထင်ပါနဲ့ဘလုံးရှုပ်ထွေးတရားကြိုက်တဲ့လူတွေအတော်ပေါ်တယ်ဒါကိုကျုပ်ပြောကျုပ်ကဘလုံးရှုပ်ထွေးကြော်ကိုဗျဘယ်လိုဘလုံးရှုပ်ထွေးတာတော့ယောက်ျားမိန်းမကလေးလူကြီးရှမ်းကရင်ကချင်တရုတ်ကလာအစရှိသဖြင့်ကျုပ်တရားလူပေါင်းစုံလားဘာဖြစ်လို့လူပေါင်းစုံလာတာလဲလို့ဆိုတော့နားလေလို့ကြိုက်ကြဒါကြောင့်ကျုပ်ကလည်းနားလေအောင်ပဲဒီကနေ့ညဟောရပါလိမ့်မရတာကိုမှလူချင်းသူဆိုတော့ဘယ်သူပါလိမ့်မလဲဘယ်လူဟာကြီးပြန်လူချင်းနေကြပါလိမ့်တဲခုတ်ကလေးနဲ့နေတဲ့ဆင်းရဲသားတယောက်ကတိုက်ပေါ်ကတထေးသမီးများလူချင်းနေလေသလားစဉ်းစားကြရပေါ့လေလူချင်းသားတွေရှောက်ပြောအများကြီးပါဆိုတော့ကုံမမဟုတ်ဘူးမကုံတော့ဟောကြစို့ပြိဿကျွတ်တို့သုံးလောကထောထသဖြင့်မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးတက်တော်ထင်ရှားရှိတော်မူစဉ်အခါတုန်းကသာဝတိမြို့စွန်ဇနဘုံမှာကျွတ်တို့သဘုံတွေတောင်းချမ်းအဲ့ဒီလိုသဘုံတွေတောင်းချမ်းတော့သာဝတိကောသလရှင်ဘုရင်ရဲ့စစ်တီတော်များထွက်ပြီးတော့နှိမ်နှင်းကြသဘုံတွေတွေ့တော့အတွေ့သားပဲလိုက်လို့မမှီဘူးလိုက်ဘယ်တော့ညာတော့ဖြတ်မဝိုင်းဝိုင်းထားနေမကောင်းပြီអော်လိုက်ရအောင်ဝိုင်းဟေဝိုင်းဟာမောဗျာနော်အဲ့မလို့ဝိုင်းလိုက်တာတရားနာပိဋကဇနဘုတ်ကဂျွန်းတပုံနေအကုန်ပြေးကြတော့တယောက်မှမမိလိုက်မိရလားပိဋကကြီးမိပါဗျာသဘုံနေတော့မမိဘူးလေသမား3ယောက်လေထွန်းနေတာသွားတွေ့ဟောဟေးမိရလားဟိုမှာ3ယောက်လာခုမှမိဟဲ့ကောင်းနေလာခဲ့ဘာလဲခင်ဗျဘာမှမလဲဘူးမင်းတို့သဘုံနေလာခဲ့ဟာကျွန်တော်တို့လေသမားစစ်တွေပါခင်ဗျဘာလေသမားရမှာတော့တိုင်းသူပြည်သားနှိပ်စက်ခိုးတုံးကခိုးတိုက်တုံးကတိုက်ရိုက်တုံးကရိုက်ပြီးတော့အခုမှမင်းတို့ကတပြားကင်ပြီးတော့လေတဲ့ဆင်လေသမားရောက်ဆောင်တဲ့ကောင်လာလိုက်ခဲ့လေသမားအစ်စ်တွေကိုသဘုံဆိုပြီးတော့ဖမ်းသွားလေသမားအစ်စ်တွေကိုသဘုံဆိုပြီးတော့ဖမ်းသွားတော့မလှမ်းမကန့်မိမတယောက်ကမြင်တကူပိဋကရဲ့ဟောကြည်စမ်းဘယက်စစ်သားတွေမတရားသဖြင့်
တဘုံတော့မရောက်မလိုက်ဘူးငါမျက်စိအောက်တင်လဲထွန်းနေတဲ့လယ်သမား၃ယောက်သူတို့ဖမ်းကြတယ်ဒီလယ်သမား၃ယောက်လဲဘယ်လူပဲဝါရဲ့လို့ငါမသိဒါပေမဲ့လို့သူတို့လွတ်အောင်တော့ငါရှိတဲ့အကြံနဲ့လိုက်နှုတ်မှပဲမိမကနည်းနည်းနားထောင်တော့ဒီနေရာမိမအစွမ်းပြရမှာပေါ့မိမတွေပဲနည်းနည်းတော့မြှောက်ပေးလိုက်ဦးမဟုတ်ဘူးတချို့ယောက်ျားတွေကအောင်မာကွာမင်းတို့3000ဝမိမသား3000ဝမိမသားတဲ့အပြောခံရလွန်းလို့ဟဲ့နှမငယ်များနောက်ကိုလေနင်တို့ယောက်ျားတွေနိုင်ရင်ဟောဒီဇတ်ထုံနဲ့ကြီးကင်ပေါက်ကြတလားငါမြှောက်ပေးလိုက်ဦးလိုက်သွားပြီမိမတဘုံဆိုပြီးလယ်သမား3ယောက်ထောင်သွင်းအကျဉ်းထားကြမိမကရွှေနန်းတော်ကြီးလှည့်ပတ်ပြီးတော့အော်ပြီးပြိတ္တာဩဇင်ကေဒေဝမေဗုဒ္ဓဩဇင်ကေဒေဝမေဗုဒ္ဓဩဇင်ကေဒေဝမေဗုဒ္ဓဣသရဏမေဒေထဣသရဏမေဒေထဣသရဏမေဒေထလို့ဒေဝအရှင်မင်းကြီးဣသရဏဖုံးလွှမ်းရာပစိုးကိုဒေထပေးကြပါကုန်တော့ပစိုးပေးပါတဲ့ငါဖုံးလွှမ်းရာပစိုးပေးပါလို့ရွှေနန်းတော်ကြီးလှည့်ပတ်អော်တယ်ပြည်သားကြီးဘာပေးပါလို့တောင်းတာတော့ဖုံးလွှမ်းရာပစိုးပေးပါအဲ့ဒါလို့អော်တော့ရှင်မင်းကြားဟဲ့မင်းကြီးများဖေဟာငါဤနန်းတော်လှည့်ပတ်နေတဲ့တောသူမှဘာရီပြောနေမလားပါဗျာပစိုးပေးပါလို့တောင်းနေတယ်ဗျာဟဲ့သွားပစိုးကြီးတွေကပစိုးဂူတောင်တွေကပေါ့ဗျာပစိုးတွေထုတ်ပေးလိုက်ပစိုးတွေထုတ်ပေးလိုက်ဘယင်အမိတ်တော့မှတ်လို့ပစိုးတွေထုတ်ပြီးတော့အိုးတဲ့ငါဒီပစိုးပြောတာမဟုတ်ဘူးတဲ့သာမိကိစ္ဆာဒနာလင်ဒီဟူသောဖုံးလွှမ်းရာပစိုးကိုတောင်းတာဒီမိမစောစောကပစိုးအခုကနဲ့လင်တွေပါတွေပါလာပါလေလာဘယင်ထောင်လိုက်ခဲ့ဘယင်ထောင်ခေါ်သွားမှန်လားပါဗျာဒီပစိုးမဟုတ်ကြောင်းပါလေဗျာဟဲ့တော်သူမဗျာနင်ပစိုးဆိုလို့ပစိုးထုတ်ပေးပြီပစိုးပေးပြန်တော့မဟုတ်ဘူးဆိုတော့နင်ဘယ်လိုပစိုးတောင်းတာတော့အသိမင်းကြီးတာမိကိစ္ဆရဏလင်ဒီဟူသောဖုံးလွှမ်းရာပစိုးကိုတောင်းတာပါဗျာဒီပစိုးဖုံးလွှမ်းလို့ကတော့မလုံးပါဗျာတဲ့ဖယားကျွန်တော်မျိုးမကြီးသတော်ဥတင်ရမယ်ဆိုရင်ဖြင့်နေကနရိအနုရကနေကရထအရာဇီကံဣတိပိဝိရဝနေကယတ္တပိဓတ္တဘာတရောနေကနရိအနုရကဆိုတာရေမရှိတဲ့မြစ်ဟာအချီးနှီးပါဗျာတဲ့နေကရထအရာဇီကံမင်းမရှိတဲ့တိုင်းပြည်ဟာလည်းအချီးနှီးပါဗျာဣတိပိဝိရဝနေကတဲ့မိမများမှာလင်းနဲ့ကင်းနေလို့ရှိရင်ယတ္တပိဓတ္တဘာတရောမောင်တကျိတ်ဆောင်တော်လဲပစိုး1000ထပ်ပြီးတော့ဝစ်တော်လဲလင်းမရှိတဲ့မိမမလုံကြုံကြောင်းမှာအချီးနှီးဖြစ်ကြောင်းပါဗျာတိုက်ပြည်အုပ်ချုပ်တဲ့ဘယင်များကကောက်ချင်တာတောင်းပါသာမိကာလအသာမိကာလမေးပြီးတော့ကောက်တော်မူကြပါဗျာလင်းရှိမရလို့ဆိုလို့ရှိရင်ရှောင်ကျင်ကြပါရဲ့ဤရှောင်တယ်ဆိုပြီးဘယင်ဆိုတဲ့လူမျိုးကလည်းလိုချင်စွတ်ပါပဲဟိုနေ့ကဟောပြီးခဲ့ပြီဖရာကုန်းတော်ပေါ့ဒါပေမဲ့လို့တော်သေးတာပေါ့အော်လင်းရှိမရပါလားငါပြစ်မှားမတော်တော့ဘူးဒါပေမဲ့လို့သူ့ကိုမှမိဖုရားမမြောက်ရရင်ငါဘယ်နဲ့ညနေလို့ဆင်ခြင်ပါသေးတယ်ဘေးကမြောက်ပေးတဲ့လူရှိရင်တော့အဲ့ဒီရှင်မရင်လဲဆင်ကန်းတော်တို့ဇွတ်လုတ်တော့တာပဲနားထောင်တော့ဒါကြောင့်
လင်းမရှိတဲ့မိမအချီနီးပါဖရာပစိုးတစ်ထောင်ထပ်ဝစ်တော်လဲမလုံးပါမောင်တစ်ချိတ်စောင့်မိမယ်လို့အပိုးပါပဲဖရာတဲ့ဒါကြောင့်ဖရာကျွန်တော်မျိုးမသည်ဟောဒီပစိုးကိုတောင်းသည်မဟုတ်လင်းဒီဟူသောပစိုးကိုတောင်းကြောင်းပါဗျာဟဲ့တော်သူမနေပါအောင်လောကယောက်ျားကြီးအပေါ်သားနဲ့လင်းတယောက်နိဗ္ဗာန်နဲ့ရှားယူပြီးတာပဲဟဲ့တိုင်းပြည်အုပ်ချုပ်တဲ့ငါဘယင်ကိုနင်းတောင်းရအောင်နင်းဘလို့လိုချင်မှမသိပဲနဲ့နင်းလင်ရဖို့အတွက်ငါပဲလို့ရှားပေးရမှာတော့ဖယားကျွန်တော်မျိုးကြီးရဲ့လင်သားဖမ်းသွားတဲ့အထဲပါပါဗျာဟဲ့မင်းကြီးဗျာဖယားစောစောကသဘုံ3ယောက်မိခဲ့ဆိုမှန်လားပါဗျာသဘုံ3ယောက်မိခဲ့ကြောင်းပါဗျာဟဲ့ခေါ်ခဲ့စမ်းသဘုံ3ယောက်ခေါ်လာဟဲ့တော်သူမဖယားဒီသဘုံ3ယောက်ထဲကဘယ်ဟာနင်းလင်သားလဲပြောစမ်းဟောဒီ3ယောက်ထဲကဒါကဖယားကျွန်တော်မျိုးမရဲ့လင်ပါဖယားဒါကဖယားကျွန်တော်မျိုးမရဲ့သားပါဖယားဟောဒါကဖယားကျွန်တော်မျိုးမရဲ့အမေကမွေးတဲ့မောင်အရင်ပါဖယားတော်ဥတင်လိုက်ကိုင်းဒါဖြင့်နင်းလင်ခေါ်သွား3ယောက်စလုံးမပေးနိုင်ဘူးလားဖယားလာပြန်ပြီဒီတော်သူမပစိုးဆိုလို့ပစိုးပေးတယ်ဒါလင်ကြီးဟူသောပစိုးတောင်းပြန်နေအခု3ယောက်ထဲကလင်ကိုပေးပြန်တယ်3ယောက်မလွတ်နိုင်ဘူးလားပြောပြန်တယ်ဟဲ့3ယောက်စလုံးမလွတ်နိုင်ဘူးလူချင်းတဲ့တယောက်ကိုသာပြောမှန်လားပါဗျာတဲ့လူချင်းတဲ့တယောက်ပြောရမယ်ဆိုရင်ဖယားကျွန်တော်မျိုးမကြီးမောင်အရင်ကိုပေးပါဗျာတဲခက်နေပါမင်းကြီးဗျာဒီမင်းမရှိစကားနောက်စကားမရှိစကားဒီအမျိုးမျိုးပြောနေပါလားမင်းကြီးဗျာမှန်လားပါဗျာကြားသိရပါဗျာဟဲ့တော်သူမနင်ပြောတဲ့စကားစဉ်းစားစားငါဖုံးလွှမ်းရပစိုးပေးပါဆိုလို့ပစိုးပေးခဲ့ပြီဒီပစိုးမဟုတ်ပါဘူးလင်းဒီဟူသောဖုံးလွှမ်းရပစိုးတဲ့လင်းကိုပေးပြန်တော့3ယောက်စလုံးမလွတ်နိုင်ဘူးလားလို့ဆိုပြန်တယ်မလွတ်နိုင်မှုတယောက်တည်းပေးမယ်ဆိုတော့အခုမောင်ကိုလိုချင်တယ်လို့သင်ဆိုပြန်ပြီလင်းကိုတောင်းပြီးဘယ်နဲ့ကြောင့်မောင်ကိုလိုချင်တာလဲဟဲ့တော်ဥတင်မမယ်ဗျာတဲ့ဖယားကျွန်တော်မျိုးမရဲ့မိခင်အရင်ဖြစ်တဲ့အမေရိယခုသေဆုံးသွားပါသဖြင့်လောကမရှိတော့ပါဗျာမရှိတော့ဘူးဗျာဖယားကျွန်တော်မျိုးမအမေဖယားကျွန်တော်မျိုးမအမေမရှိတော့လို့ဟောဒီလိုမောင်အစားထိုးပြီးတော့နောက်ထပ်ရဖို့ရမလွယ်တော့ပါဖယားတပည့်တော်မှတကယ်ရှောက်ထားရမယ်ဆိုရင်ဖြင့်ဩဇေခေဒေဝမေပုဒ္ဒောပထေဒါဝန္တိယပတိတင်းစာဒေသနာပသမိယသောတရိယမလေမှန်လားပါဗျာဖယားကျွန်တော်မျိုးမကြီးတကယ်တော့ဥတင်ရမယ်ဆိုရင်ဖြင့်မိမသားဆိုတာဟာခါဘိုက်မှာသားတယောက်ရလွယ်ပါတယ်ဗျာတဲ့ခဘိုက်မှာပြည်သားကြီးမိမကြီးခဘိုက်မှာဘာရလွယ်တဲ့တို့ခဘိုက်ဆိုတာတို့ခဘိုက်ဟဲ့ရှင်းပြောရရင်ခါနာနေတဲ့ဘိုက်တဲ့ပဲပြောမယ်ခဘိုက်ဆိုလို့တော့ကြဒီလိုအဝတ်ထဲဒီလိုလှုပ်ထဲတဲ့ခဘိုက်ထင်းနေမှာစိုးလို့သိပါတယ်သိပေသည်ငါသက်မဲ့ကြောင်ပြီးတွန်းလိုက်တာဟဲ့မိမများခဘိုက်မှာသားတယောက်ကိုရလွယ်ပါသည်ဖယားတဲ့နောက်ပြီးတော့ပထေထာဝန္တိယပတိမိမများဟာလေလင်တယောက်ရဖို့ဟာခရီးလမ်းကိုရှောက်သွားမယ်ဆိုရင်အလွန်လွယ်ကူပါတယ်ဗျာနားထောင်တော့မိမပိုင်းဆိုင်ရာနားထောင်သွားနော်
ခက်တယ်မထင်နဲ့ဟေးလင်တယောက်ရဖို့ဟိုမိမကပြောနေပြီဗျလင်တယောက်ရဖို့ဆိုတာပထေဒါဝန္တိယပတိလမ်းမှာပြေးသွားတဲ့မိမတယောက်ဒီလင်ရဖို့အမတန်လွယ်ပါတယ်ဖေဟာလွယ်တဲ့ဟဲ့လွယ်တဲ့အမျိုးငါပြောတာခက်တဲ့ဟာကြခက်တာပေါ့နောက်ပိုင်းလာလိုက်မဲ့လွယ်ပုံခက်ပုံနဲ့ပတ်သက်ပြီးတော့ဇတ်ထုတ်တထုတ်၃ပါးညီနောင်သေပွဲအောင်နဲ့အခုလွယ်တဲ့သူပြောနေတယ်ဒါကြောင့်အသက်ရှင်နေသေးလို့ရှိရင်ဖြင့်သားကလည်းခပိုက်မှရဖို့လွယ်ပါတယ်လင်းကလည်းခကြီးထွက်သွားလိုက်ရင်လင်းကလည်းရဖို့လွယ်ပါတယ်ဟောဒီမောင်ကတော့မောင်ကိုမွေးဖွားပေးတာအရာဖြစ်တဲ့အမေမရှိတော့လို့မှန်လားပါဗျာဖယားကျွန်တော်မျိုးမကြီးမရတော့တဲ့မောင်ကိုမိခင်မရှိလို့မွေးဖွားမပေးနိုင်တော့တဲ့မရတဲ့မောင်ကိုမှဖယားကျွန်တော်မျိုးမကြီးလိုချင်ကြောင်းပါဖယားမောင်ရကိုခဲရင်သွားပါတဲ့အဲ့ဒီတင်ဘယင်ကြီးပြုံးလာဟဲတဲ့တဘောကြစရာကောင်းတဲ့စကားဟဲ့မင်းကြီးများဖယားဒီမိမငါစိတ်ကိုကြည်လင်အောင်ရွှင်ပြအောင်ငါစိတ်ထဲသူ့အပေါ်မှာအပြစ်တင်နေတာတွေအကုန်လုံးပြည်ကျသွားအောင်ဖြည့်ရှင်းနိုင်တဲ့မိမပဲตาဆိုတာရလွယ်တဲ့လင်းဆိုတာရလွယ်တဲ့မောင်ကသူ့အမွေရှိမရှိလို့မောင်ရဖို့မလွယ်တော့ဘူးတဲ့လက်ဆက်တတ်တော့ပစိုးတောင်းပစိုးကနေလင်းတောင်းလင်းကနေမောင်တောင်းတကယ်တမ်းကျတော့ဒီမိန်းမသည်မရတာကူမှသူလိုချင်သူပါလားကွယ်ပေါ်ရလားဟဲ့အဲ့ဒီမောဘူးဟာဇတ်ထုံးတဲ့အမီနဲ့ပေါ်လွင်သွားပါလားဟဲ့ပေါ်လွင်သွားပြီပေးတဲ့နာမည်နဲ့ကြိုက်ကြလားဟဲ့ကြိုက်သွားပြီမင်းကြီးများမလို့ဘယ်လိုဖြစ်သွားလားဟဲ့မင်းကြီးများဒါတို့အတန်ထိတ်ပေါ့မရတာကိုမှလိုချင်သူဟဲ့မင်းကြီးရဲ့မှန်လားပါဗျာလင်းဆိုတာသူရှားယူရပါတယ်ဗျာသူအရွယ်ကြည့်လိုက်ပြန်တော့လဲငယ်ရွယ်သူရှိနေသေးတယ်မို့20ကျော်30တွင်မို့သားကလည်းသူရလွယ်တယ်ဆိုတာမှန်ပါတယ်ဗျာခကြီးလည်းလျှောက်သွားလို့ရှိရင်လင်းတယောက်ရလွယ်တယ်ဆိုတာသူ့ရုပ်ရည်လေးကလည်းတနာကမာပါဗျာသူဒီရလွယ်တာကိုမလိုချင်မဲနဲ့မရတာကိုမှလိုချင်သူဖြစ်ကြောင်းပါဗျာအေးဒါကြောင့်ငါနှစ်သက်သဖြင့်ဟဲ့တော်သူမဗျာဟောဒီသားရောလင်ရောမောင်ရော3ယောက်စလုံးအကုန်ခေါ်သွားတော့ဒီသဘုံ3ယောက်ငါလွတ်တယ်ဘယင်များလည်းခဲလာနော်ဖမ်းလာတာသဘုံဟုတ်သလားမဟုတ်ဘူးလားမမေးဘူး तू ကပါရောသဘုံနေတော့တာကဲလေသမား3ယောက်လွတ်သွားပါလားဟိလွတ်ပါဗျာအဲ့ဒီလေသမား3ယောက်လွတ်သွားတဲ့ကိစ္စကိုကျွတ်တို့ဓမ္မသဘင်မှာတန်ဃာတော်များစကားဖြစ်ကြဓမ္မသဘင်တန်ဃာတော်များစကားဖြစ်တော်မူကြတာကငါရှင်တော်မိမ့်မဖြစ်ပေမဲ့ညံကောင်းလေစွာမှန်တော့မိမ့်မတွေအတွက်ကင်ပေါက်စရာငါဝတ္ထုတစ်ပုဒ်ထုတ်ပေးခဲ့တချို့ကမိမ့်မတွေအထင်သေးလွန်းလို့တာဝတိတယောက်နဲ့တယောက်တော့လည်းတိုက်ပေးတာမဟုတ်ပါဘူးတစ်ခါကြလို့လည်းတယောက်နဲ့တယောက်အနိုင်ယူကြညနေမိမ့်မတွေက3000ဝမိမ့်မသားတဲ့ဒီထဲတချို့မိမတွေကမခံရင်တော့ပြောတယ်3000ဝမိမသားဘာဖြစ်တုံးလဲဖယားသူကမွေးတုံးနဲ့အမဒီလိုလာတာမခံတဲ့မိမလည်းမခံဘူးသူတို့လည်းနိုင်အောင်ပြောတာ3000ဝမိမသားဘာဖြစ်တုံးလဲဖယားဘသူကမွေးတုံးနဲ့သူတို့အနိုင်ယူတာလေဖယားဒီမိမကမွေးတာကိုဒါကြောင့်လောကကြီးမှာတရားနာပရိသတ်မိမနေတဲ့နိဗ္ဗာန်ယောက်ျားနေတဲ့နိဗ္ဗာန်လောကကလွန်မြောက်သွားရင်ပြီးချာမရှိပါဟောခင်ဗျားတို့အိမ်နေကြည့်မှာပေါ့ပေးတာကြီးအိမ်နေဆောက်မထားဘူးလားမှန်ပါဗျာ
စောင့်ထားပါအော်နောက်ကလူတွေအိမ်မရှိရှာဘူးသနာပါနော်ဘယ်စရမြန်တဲ့နေကြပါပါဇက်မရသားနဲ့အိမ်ဆောက်ရသားနဲ့မဖြေဘူးပေးသားကြီးအိမ်နေဆောက်မထားကြဘူးလားစိတ်ချမ်းသာသွားပါပြီလူတိုင်းအိမ်ရှိအပြမထွက်လို့ပြောနေတာအိမ်နေဆောက်ထားတော့ကြုံမင်းအောင်မယ်ဟိုယောက်ျားနေတဲ့အိမ်မိန်းမနေတဲ့အိမ်လို့သီးသန့်ဆောက်သလားပြုဆောက်ပါဘူးယောက်ျားနေတဲ့အိမ်မိန်းမနေတဲ့အိမ်သီးသန့်မဆောက်ပါဘူးကဲဒါဖြင့်မင်းရအောင်မယ်ယောက်ျားနေတဲ့အခန်းမိန်းမနေတဲ့အခန်းလို့မြန်သီးသန့်ထားသလားထားပါဘူးရှင်မရအနောက်ခန်းမိန်းမတွေနေတာပဲဖေရလို့တော့ငါကတိကတ္တမပြောနဲ့ညကြယောက်ျားတွေအဲ့ဒီခန်းနဲ့ရောက်လာငါကပ်ပေါ်မွေးလာသလားမသိဘူးမထားဘူးဟဲ့ယောက်ျားနေတဲ့ခန်းမိန်းမနေတဲ့ခန်းသီးသန့်အိမ်ဦးကန်းဖျားခြင်းမှာမိန်းမတွေဒူးတုပ်ပြီးတော့လက်အုပ်ချီးပြီးတော့ရေချမ်းကဆန်းတော်ကဖျားဝတ်တဲ့မေတ္တာပို့အမျှဝေနိုင်သလိုမိန်းမတွေအဝတ်တန်းတင်းတဲ့အနောက်ခန်းတွေကိုလည်းယောက်ျားတွေကဲဘာပြောချင်လဲမထားဘူးသီးသန့်ဒါကြောင့်မိန်းမနေတဲ့အိမ်ယောက်ျားနေတဲ့အိမ်သီးသန့်မဆောက်သလိုမိန်းမနေတဲ့အခန်းယောက်ျားနေတဲ့ခန်းသီးခြားမထားသလိုနိဗ္ဗာန်ကြပြန်တော့လေမိန်းမနေတဲ့နိဗ္ဗာန်ယောက်ျားနေတဲ့နိဗ္ဗာန်ရဲ့လို့သီးခြားမရှိတော့ဘူးပြိဿဒါကြောင့်မိန်းမပင်ဖြစ်လင်ကစားယောက်ျားထက်မြတ်တဲ့မိန်းမတွေလည်းရှိနေကြသည်ယောက်ျားပင်ဖြစ်လင်ကစားမိန်းမထက်ယုံညံ့တဲ့ယောက်ျားတွေလည်းရှိနေကြသည်လောကမှာဒါကြောင့်မိန်းမသည်မိန်းမဖြစ်တော့လဲမလျှော့သောဇွဲလုံးလားဖြင့်လင်ကိုယူသေးရမယ်နတ်ကဲ့သို့လှုပ်ကြွရမယ်လော်လီချင်း၅ပါးกินရမယ်အဲ့ဒါလို့နေကြထိုင်ကြရင်ယောက်ျားဘဝကိုလည်းဆူတောင်းလို့ရနိုင်တယ်နတ်ပြည်ကိုလည်းရောက်နိုင်တယ်ဒီဥပနိတရားတွေတဘဝထဲတဘဝမြင့်မြင့်ရင့်ရင့်ပြီးတော့နိဗ္ဗာန်ထိအောင်လည်းကြိုးစားလို့ရနိုင်တယ်မရဘူးလားပြိဿဒါကြောင့်မိန်းမနဲ့ယောက်ျားအတူတူနေပြီးရံဖြစ်เสียများလိုသေးလားပြိဿလိုပါဘူးတဲ့အောင်နေကြလင်မယားတဲ့အောင်လည်းဟောပါသေးတာဟုတ်တယ်လေလင်မယားတဲ့မှာဘုန်းကြီးနှခါအစီဆိုမှာအမနဲ့မိုးလေးအိယာကထသတ်နေတဲ့လင်မယားဘယ်ဆိုရင်တစ်ခွက်လောင်းမှုသတိရလိမ့်ကျုပ်မန္တလေးအလိုက်မသိလို့သွားရပ်ဖူးတယ်လင်မယားသတ်နေတဲ့အိတစုံရနဲလားဗျကျွတ်တို့ဘုန်းကြီးကသူများကျွေးမှစားရတာဘာဟာကြီးဘာကြီးလောက်စရာလို့တော့ဘုန်းကြီးကဘဝင်မြင့်စရာအထင်ကြီးစရာဘာမှမရှိဘူးဝိတ္တာလည်းသူများပေးတာကျွေးတာလည်းသူများကျွေးတာပဲနေတဲ့ထိုင်တဲ့ကြောင်းတွေလည်းသူများဆောက်ပေးတာပဲအဲ့တော့ကျွတ်တို့ဘုန်းကြီးတွေကလူတွေရဲ့နှာခေါင်းနဲ့အသက်ရှူရဟိုနှာခေါင်းဆိုလို့ဗဇထက်ကနှာခေါင်းကြီးတွေငှားရှူတာပြောတာမဟုတ်ဘူးတင်စားပြောတာဂတိကတ္တဝင်လာမှဆိုလို့သူများနှာခေါင်းနဲ့အသက်ရှူတယ်ဆိုတာသူများကျွေးတဲ့အစာနဲ့သူများပေးတဲ့အဝတ်နဲ့သာသနာတော်ကြီးကိုကျွတ်တူထမ်းဆောင်ရဒါကြောင့်အရင်စစ်တော်အမြင့်မီကသာသနာမှာဓာယကမကြည်ပြူလို့ရှိရင်မလွယ်ဘူးပြိဿမှန်ရလားဘုန်းကြီးပြောတာမှန်ပါဗျာဒါကြောင့်ခမည်းတော်ကဥယျင်မှုနဲ့တူတယ်သာသနာတော်ကြီးကဥယျင်ကြီးနဲ့တူတယ်သာသနာတော်မှာမှီတင်းပြီးတော့သတင်းသုံးကြတဲ့တန်ဃာတော်အရှင်မြတ်တွေကသစ်ပင်ပန်းပင်နဲ့တူတော်မူကြတယ်ဥယျင်မှုကရေလောင်းမြောင်းသွဲမြက်ပေါင်းပဲရှင်းဒီအချင်းရာတွေကိုပြုကြပါမှာဥယျင်ထဲမှာရှိတဲ့သစ်ပင်ပန်းပင်တွေအသီးအပွင့်တွေလန်းဆန်းသိပွင့်ပြီးတော့လာနိုင်သလိုဥယျင်မှုနဲ့တူတဲ့ခမည်းတော်တွေကရေလောင်းမြောင်းသွဲမြက်ပေါင်းပဲရှင်းဆိုတဲ့အမှုတွေနဲ့တူသောဆန်းဆေးကြောင်းသင်္ကန်းပစ္စည်းလေးပါးဖြင့်ချီးမြှင့်ထောက်ပံ့ကြပါမှာဖယားရဲ့အဆုံးအမလို့ခေါ်တဲ့သာသနာတော်ကြီးထဲမှာသတင်းသုံးနေကြတဲ့သစ်ပင်ပန်းပင်နဲ့တူတဲ့တန်ဃာတော်အရှင်မြတ်တွေဟာပရိယတိပฏิပတ်တိပฏิဝေရခေါ်တဲ့သာသနာသုံးရအညွန်အဖူတွေပြီးပွင့်ပြီးတော့လာနိုင်ပါတယ်မှန်ရလားဘုန်းကြီးပြောတာဒါကြောင့်တရားနာပရိသတ်ရေဆွန်းစွန်းရနဲလာလင်မယားသတ်တဲ့အိမ်ငယ်ငယ်ကအလိုက်မသိလို့ကြုတ်သွားရက်